16-17 ခုနှစ်ဂျပန်နိုင်ငံစီကိုခဏလောက်ပြန်သွားကြည့်ရအောင်အဲ့ဒီမှာဟန်ဇိုလို့ခေါ်တဲ့နင်ဂျာတယောက်ဟာသူ့ရဲ့မျိုးနွယ်စုနဲ့အတူအေးချမ်းချမ်းနေထိုင်နေတာပါဒါပေမဲ့တနေ့မှာတော့ဟန်ဇိုရေတွင်းကိုသွားနေတဲ့အချိန်မှာပဲဘီဟန်ကအိမ်ထဲကိုအထင်းဝင်လာပြီးမျိုးနွယ်စုဝင်တွေကိုရဲရဲဆက်ဆက်စပြီးတက်ဖြတ်ပါတော့တယ်ဟန်ဇိုရဲ့ဇနီးကတော့သူမရဲ့ရင်သွေးလေးကိုဂျမ်းပြန်အောင်မှအမြန်လေးဝတ်ထားပေးလိုက်ပြီးတားထစ်သူနဲ့အတူထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့ဘီဟန်ကလမ်းပိတ်ထားလိုက်ပါတယ်သူတို့ကဟန်ဇိုပဲမလဲဆိုတာကိုပြောဖို့ငင်းဆန်နေကြလို့ဘီဟန်ကသူ့ရဲ့စွမ်းအားကိုသုံးပြီးလက်ထဲမှာရေခဲဆူးချွန်တစ်ခုကိုဖန်တီးလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲဟန်ဇိုကသူ့ဇနီးရဲ့အော်ဟစ်တန်ကိုကြားပြီးအိမ်ကိုအမြန်ပြေးလာခဲ့ပါတယ်ဒါပေမဲ့စိတ်မကောင်းစရာကသူရောက်လာချိန်မှာတော့အားလုံးနောက်ကျသွားခဲ့ပါပြီသူ့ဇနီးနဲ့တားဖြစ်သူဟာရေခဲတွေဖုံးလွှမ်းပြီးတေဆုံးနေရကိုပဲတွေ့လိုက်ရပါတယ်အဲ့ဒီနောက်မှာချုံပုတ်ထက်ကနေရန်သူတွေထွက်လာတော့ဟန်ဇိုကသူ့သားကိုဆွဲထုတ်ပြီးသူတို့ကိုစပြီးတိုက်ခိုက်ပါတော့တယ်သူ့ရဲ့စွမ်းရည်တွေကိုပြသရင်ရန်သူတွေကိုတယောက်ပြီးတယောက်အလွယ်တကူပဲရှင်းပစ်လိုက်ပါတယ်မကြခင်မှာလောက်ချန်တက်ဖြတ်သူတွေအများကြီးထပ်ထွက်လာတာကြောင့်ဟန်ဇိုကကူနိုင်ကိုကျိုးနေချပြီးသူ့ရန်သူတွေကိုဘသူ့ကိုမှမညမတာလိုက်တတ်ပါတော့တယ်အဲ့ဒီနောက်ဟန်ဇိုဟာဘီဟန်ကိုတွေ့သွားပြီးကူနိုင်နဲ့လမ်းပြလိုက်တာဘီဟန်ရဲ့မျက်နှာကိုဓာရထင်စေပါတယ်သူတို့နှစ်ယောက်အကျိန်နဲ့တိုက်ခိုက်ကြရင်ခဏကြာမှတော့ဘီဟန်ကဟန်ဇိုကိုသူ့လက်နက်နဲ့ပဲဝမ်ဘိုက်ကိုပြန်ထိုးလိုက်ပါတယ်ဟန်ဇိုကလွတ်မြောက်အောင်ခေါင်းနဲ့တိုက်လိုက်ပေမဲ့ဘီဟန်ကသူ့လက်ပင်ကိုဖမ်းညစ်ပြီးရေခဲတွေနဲ့ဖုံးအုပ်လိုက်ပါတယ်ဘီဟန်ကဟန်ဇိုကိုကြောက်တုံးပေါ်ရိုက်ချပေမဲ့သူကတော့လက်မလျှော့ပဲစက်တိုင်နေတော့ပါတယ်နောက်ဆုံးမှာတော့ဘီဟန်ကသူ့ကိုကူနိုင်နဲ့ဖုံးကိုထိုးလိုက်လို့ဟန်ဇိုတတိလက်သွားပါတယ်ဘီဟန်ထွက်သွားပြီးနောက်ဟန်ဇိုကကလင်းကိုတန်ကြားလို့ပြန်နိုးလာပေမဲ့အိမ်ဘက်ကိုသွားတဲ့တေဆုံးသွားပါတော့တယ်ဒါပေမဲ့သူ့လက်မောင်းကငကိုပုံအမှန်အကြောင်းကြောင့်မော်ဆန်နဲ့မီလန်တွေထွက်လာပြီးသူ့ရဲ့ရုပ်အလောင်းကိုဘာမှမကြံအောင်လောင်ကျွမ်းပစ်လိုက်ပါတယ်အဲ့ဒီနောက်ရေဒန်ပေါ်လာပြီးကလေးလေးကိုခေါ်သွားပါတော့တယ်ကဲဒီကဘာမှာနေရ6နယ်ရှိပါတယ်လူသားတွေကတော့အာသရမ်မှာနေထိုင်ကြတော့ပါဒီနေရာတွေဟာ Mortal Kombat ပြိုင်ပွဲမှာပြိုင်ရှင်ကြရမယ်အကယ်၍အာသရမ်တာမနိုင်ဘူးဆိုရင် Outworld ကကျူးရင်ဝင်ရောက်လာမှာပါရှေးအောင်ပရော့ဖက်ပြစ်တဲ့တစ်ခုအရာတော့ဟန်ဆိုရဲ့မျိုးနွယ်စုကချန်ပီယံတွေကိုစူးစီးပြီးအောင်ပွဲကိုယူဆောင်လာပေးလိမ့်မယ်လို့ဆိုထားပါတယ်အခုဖြစ်စောက်ပံမှာတော့ခိုးဟာ MMA ပွဲတစ်ခုအတွက်ဂျိုးဝိုက်ထဲကိုဝင်လာခဲ့ပါတယ်ပရိသတ်တွေကြားထဲမှာ Jess ကသူ့ကိုစိတ်ဝင်စားနေစောင့်ကြည့်နေပါတယ်ခိုးဟာတကယ်ကိုကျွမ်းကျွမ်းကျင်ကျင်တိုက်ခိုက်နိုင်ပေမဲ့သူ့ပြိုင်ဘက်ကသူ့ကိုလေပင်ညစ်ပြီးအနိုင်ယူသွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ခိုးဟာမျက်နှာတင်နေတော့ထူးခြားတဲ့အာရုံတစ်ခုကိုရုတ်တရက်မြင်လိုက်ပြန်ပါတယ်ဒါကိုသူကဒဏ်ရာရီကြောင့်ပဲထင်ပြီးသူ့သမီးလေး Emily စီကိုသွားရှာပါတယ်အဲ့ဒီချိန်မှာ Jess ကခိုးရဲ့ရင်ဘက်မှာငကိုပေါင်အမတ်ရှိနေတာကိုသတိထားမိသွားပါတယ်ခိုးကတော့ဒါကမွေးရပါအမတ်လို့ပြောလိုက်ပေမဲ့တကယ်တော့ Outworld မှာ Bhan က Sub-Zero ဖြစ်သွားခဲ့ပါပြီသူ့ရဲ့တခင်ဖြစ်တဲ့ရှန်ဆန်က Pro Future ကိုစိတ်ပူနေတာကြောင့် Sub-Zero ကိုကဘာမြေကိုသွားပြီးပြိုင်ပွဲမစခင်ချန်ပီယံတွေကိုတက်ပစ်စေဖို့အမိန့်ပေးလိုက်ပါတော့တယ်ညနေပိုင်းရောက်တော့ Cole ဟာသူ့ဇနီး Allison နဲ့သမီးလေး Emily တို့ကိုခေါ်ပြီးအပြင်မှာညစာထွက်စားခဲ့ပါတယ် Jess ကတော့သူတို့ကိုအဝေးကနေစောင့်ကြည့်နေကြတာပေါ့ဒါပေမဲ့ရုတ်တရက်ကြီးနွေရာသီရဲ့အလဲခေါင်မှာနင်းတွေစပြီးကျလာပါတော့တယ်စပွဲတွေနဲ့မှန်ပြင်းတော့တွေဟာစပြီးခဲလာတယ်လမ်းမလဲခေါင်မှာ Sub-Zero ပေါ်လာပါတယ်သူဟာရေခဲတွေကိုထိန်းချုပ်ပြီးပတ်ဝန်းကျင်ကလူတွေကိုစပြီးတိုက်ခိုက်ပါတော့တယ်လူအလုံးနဲ့ထိတ်လန့်တကြားနဲ့ထပ်ပြီးပုံအောင်ကြရတာပေါ့Sub-Zero ကရေခဲတွေနဲ့စက်တိုက်ပစ်ခတ်နေတော့မှပဲ Jess ကကိုးရဲ့မိသားစုကိုသူ့ကားပေါ်တင်ပြီးအငြင်းမောင်းထွက်ထဲပါတယ်ကားမောင်းနေရင် Jess ကသူ့ကိုယ်ပေါ်မှာလဲကိုးလိုမျိုးအမှတ်ဒါရှိတာကိုပြလိုက်ပြီးဒါဟာမွေးရပါအမှတ်မဟုတ်ဘူးဆိုတာကိုရှင်းပြပါတယ်ဆိုလိုတာကသူတို့ဟာချန်ပီယံတွေအဖြစ်ရွေးချယ်ထန်ထားတာပါပဲဒါပေမဲ့သူတို့ကားကွေ့လိုက်တဲ့အချိန်မှာပဲလမ်းကိုရေခဲတွေနဲ့ပိတ်ပြီးစောင့်နေတဲ့ Sub-Zero ကိုထပ်တွေ့လိုက်ရပြန်ပါတယ် Jess ကကားနောက်ခန်းကနေသူ့လက်နက်ကိုအမြန်ထုတ်ပြီးကိုးကိုသူ့မိသားစုနဲ့အတူအမြန်ပြေးဖို့ပြောပါတယ်ပြီးတော့ Sonia လို့ခေါ်တဲ့တယောက်ကိုတွားရှာဖို့လေးစာတစ်ခုပေးလိုက်ပါတယ်Sub-Zero ကအဆောက်အဦတစ်ခုထဲဝင်ပုံးသွားတော့ Jess ကနောက်ကနေလိုက်သွားတာပေါ့အထက်မှာတော့နေရန်တွေလှေကားတွေအကုန်လုံးရေခဲတွေဖုံးနေပါတယ်အပေါ်ထဲရောက်တော့ Sub-Zero က Jess ကိုအနောက်ကနေရုတ်တရက်စပြီးတိုက်ခိုက်ပါတော့တယ် Jess ကတနက်နဲ့ပြစ်ဖို့ကြိုးစားပေမဲ့ Sub-Zero ကတနက်ကိုခဲအောင်လုပ်ပြီးဖျက်ဆီးပြလိုက်ပါတယ်သူတို့နှစ်ယောက်လက်တီးချင်းတိုက်ခိုက်ကြရင် Jess ကကောင်းကောင်းရင်ရှင်းနိုင်ပေမဲ့ Sub-Zero ရဲ့ဝတ်စုံကြောင့်သူ့ရဲ့တိုက်ချက်တွေကတိတ်ပြီးထိရောက်မှုမရှိပါဘူးနောက်ဆုံးမှာတော့ Sub-Zero က Jess ကိုပတင်းပေါက်ကနေရိုက်ချလိုက်ပြီးသူ့လက်နှစ်ဖက်ကိုဖမ်းချုပ်ကပောက်ကွဲသွားတဲ့အထိခဲပစ်လိုက်ပါတော့တယ်ပြီးတော့ Jess ကိုအပေါက်ထဲပစ်ချလိုက်ပြီးတေးသွားပြီလို့ယူဆကထွက်သွားခဲ့ပါတယ်Outworld မှာတော့မီလီနာကရှန်ဆန်ကို Sub-Zero ဟာချန်ပီယံတယောက်ကိုတက်လိုက်ပြီးဖြစ်ကြောင်းသတင်းပို့ပါတယ်ရှန်ဆန်ကတော့နောက်ထပ်လောက်ကျန်တက်ဖြတ်တွေကိုထပ်လွတ်ဖို့အမိန့်ပေးလိုက်ပြီးသူဟာအရင်ပြိုင်ပွဲ9ချိန်စလုံးကိုတီနီးနဲ့ပဲလိန်ညာပြီးအနံ့ယူခဲ့တာလို့ပြောပြပါတယ်တစ်ဖက်မှာလည်း Goal ကသူ့မိသားစုကိုဘေးကင်းရထားခဲ့ပြီးနောက် Just ပေးလိုက်တဲ့လိပ်စာအတိုင်းသွားခဲ့ပါတယ် Goal PC ဟောင်းရောင်းချတဲ့ကိုဝင်သွားတဲ့အချိန်မှာ Sonia ရဲ့တိုက်ခိုက်မှုကိုခံလိုက်ပြီးချက်ချင်းပဲအရှုံးပေးလိုက်ရပါတယ် Goal က Just အကြောင်းပြောပြလိုက်တော့မှ Sonia ကအမှတ်အသားကိုပြဖို့ပြောပါတယ်အိမ်လေးကိုရောက်သွားတဲ့အခါမှာတော့ Sonia နဲ့ Just တို့ဟာအထူးတပ်ဖွဲ့ဝင်တွေ Special Forces တွေဖြစ်တယ်ဆိုတဲ့ဓာတ်ပုံတွေကိုတွေ့လိုက်ရပါတယ်Sonia ရဲ့ထုထင်တာတွေကိုပြမယ်ဆိုရင်လွန်ခဲ့တဲ့9နှစ်ကဘရာဇီးမှာဒီနဂါအမှတ်အသားကိုပထမဆုံးစတွေ့ခဲ့တာလို့ရှင်းပြပါတယ်။အဲ့ဒီအချိန်ကရန်သူကို Jess ကအနိုင်ယူလိုက်တော့အဲ့ဒီအမှတ်အသားက Jess ရဲ့ကိုယ်ပေါ်ကိုကူးပြောင်းသွားတာပါ။အခုနောက်သူတို့ဟာကဘာမြေအတွက်တိုက်ခိုက်ပေးမဲ့ချန်ပီယံတွေကိုအမြန်ဆုံးစုစည်းဖို့လိုနေပါတယ်။သူတို့အရင်ကဖမ်းခဲ့တဲ့ပြစ်တော့မှာထူးဆန်းတဲ့စွမ်းရည်တွေရှိခဲ့ပြီး Jess ကသူ့ကိုအနိုင်ယူလိုက်တဲ့အချိန်မှာတော့အဲ့ဒီနဂါအမှတ်အသားက Jess ရဲ့ကိုယ်ပေါ်ကိုကူးပြောင်းသွားတာပါ။ Sonia ရဲ့သူတည်ထနာတဲ့အရာဒါဟာကဘာမြေအတွက်တိုက်ခိုက်ပေးရမဲ့ချန်ပီယံတွေကိုရွေးချယ်ပေးတဲ့လက်ရက်စမ်းကြောင်ဝေကပ်လို့ပြိုင်ပွဲတစ်ခုရှိနေတယ်ဆိုတာကိုညွှန်ကြားပါတယ်။အခုဆိုရင်ကဘာမြေရဲ့ချန်ပီယံအများစုကအသက်ခံလိုက်ရပြီဖြစ်လို့သူတို့အနေနဲ့တိုက်ခိုက်မှုသမားတွေကိုတက်နိုင်ဆုံးအမြန်ဆုံးစုစည်းဖို့လိုနေပါတယ်။ကိုကဟန်ဆိုရဲ့ဓာတ်ပုံကိုကြည့်နေတော့ထူးဆန်းတဲ့အာယုံတွေကိုထပ်ပြီးမြင်လိုက်ရပြန်ပါတယ်။အဲ့ဒီချိန်မှာပဲမောင်ရိတ်ကနေတယောက်ယောက်စကားပြောတဲ့ကြားလိုက်တော့ကိုမီးဖွင့်ကြည့်လိုက်တဲ့အခါမှာဆိုနီယာကကာနိုလို့ခေါ်တဲ့အကျဉ်းတဲတယောက်ကိုဖမ်းထားတာတွေ့လိုက်ရပါတယ်။သူကတော့ချန်ပီယံတယောက်ကိုတပ်ဖို့ငှားရမ်းခံခဲ့ရနောက်အမတ်အသားရသွားတဲ့ဂရီဇာစစ်သမားပေါ့။ကာနိုကဆိုနီယာကိုရမ်းရမ်းဆိုင်ဆိုင်စကားတွေပြောနေလို့ဆိုနီယာကလက်ထစ်အောင်လက်သေးနဲ့တစ်ချက်ထိုးလိုက်ပါတော့တယ်။ရုတ်တရက်ကြီးမီးတွေပြတ်သွားတော့မြစ်ချက်မခင်းမှာ acid တွေကြောင့်ဖြစ်လာတဲ့အပေါက်ကြီးတစ်ခုကိုဆိုနီယာတွေ့လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့မမြင်ရတဲ့အရာတစ်ခုဟာအခန်းထဲမှာလှုပ်ရှားနေပြီးကိုကိုစပြီးတိုက်ခိုက်ပါတော့တယ်။အဲ့ဒီမမြင်ရတဲ့တရားဝါဟာကာနိုကိုပါဆွဲချသွားတဲ့အခါမှာတော့ဆိုနီယာပါတနက်နဲ့လမ်းပစ်လိုက်တော့အဲ့ဒီကောင်ရဲ့ပုံစံပေါ်လာပါတယ်
ဆိုနီယာရဲ့တနက်မှာကြည်စမ်းကုန်သွားလို့ဓာတ်တွေနဲ့လန့်ပေါက်ပါတယ်ပထမနှစ်လက်က rap တိုင်းကိုထိမှန်သွားပြီမဲ့နောက်ဆုံးတစ်လက်ကတော့ rap တိုင်းကရှောင်းလိုက်လို့ကာနိုရဲ့ခြေထောက်ကိုတွားမှန်ပါတော့တယ် rap တိုင်းကထပ်ပြီးကိုပြောက်သွားပြီးညနေကျမှပုံနေပါတယ်သူက acid တွေနဲ့ထွေးထုတ်ပြီးတိုက်ခိုက်နေတာကြောင့်ကိုလက်ဆိုနီယာတို့ဟာမမြင်ရတဲ့ရန်သူကိုမခုခံနိုင်ပဲဖြစ်နေပါတယ် acid တွေကတန်တိုင်းတွေကိုတိုက်စားနေတာကိုကာနိုကတတိထားမိသွားပြီးသူ့ရဲ့လက်ထိပ်တွေကိုအဲ့ဒီ acid အောင်မှာထားပြီးဖျက်ဆီးလိုက်ပါတယ်လွတ်မြောက်သွားတဲ့ကာနိုဟာသူ့ခြေထောက်မှာမှန်ထားတဲ့ဓာတ်နဲ့မီးကြီးကိုတုံးပြီးတိုက်ပွဲတွေဝင်ပါလာပါတယ်မီးကြီးနဲ့ rap တိုင်းရဲ့ကိုဘောက်ကိုထိုးလိုက်တဲ့အခါမှာတော့အဲ့ဒီတရဝါဟာအခန်းထဲမှာပတ်ပြေးရင်းမီးတွေလောင်ပြီးပြန်ပြီးမြင်လာရပါတော့တယ်လူ၃ယောက်လုံးအဲ့ဒီတရဝါကိုဝိုင်းတိုက်ကြပါတယ် rap တိုင်းကသူ့ရဲ့ရှာနဲ့ကာနိုကိုဖမ်းထားတဲ့အချိန်မှာကိုကဆိုနီယာစီကိုဓာတ်လမ်းပေးလိုက်ပါတယ်ဆိုနီယာက rap တိုင်းရဲ့ရင်ဘတ်ကိုဓာတ်နဲ့အားရပါးရထိုးလိုက်ပြီးမိအဝေးကိုလွင့်ဆင်းသွားပါတယ်အဲ့ဒီအချိန်မှာတော့ကာနိုကလွတ်သွားပြီးသူ့ရဲ့လက်ပလားနဲ့တင်အဲ့ဒီတရဝါရဲ့ရင်ဘတ်ကိုထိုးဖောက်ပြီးနှလုံးသားကိုဆွဲထုတ်လိုက်ပါတော့တယ်တိုက်ပွဲပြီးမှတော့ဆိုနီယာဟာသူမရဲ့တူထနရဲ့အကူမီးလောင်သွားလို့တကယ်ကိုစိတ်ပြတ်သွားခဲ့ရပါတယ်အခုတော့ကာနိုကပြန်ပွဲမတိုင်ခင်ချန်ပီယံလိလေ့ကျင့်ပေးတဲ့ကျောင်းတော်ရဲ့တီလန်ညာကိုတည်တယ်လို့ပြောလာပါတယ်ဒါပေမဲ့သူကအလားကတော့မပြောပြဘူးဗျဆိုနီယာကသူ့ကိုဒေါ်လာ3သိန်းပေးမယ်လို့ကတိပေးမှခေါ်သွားဖို့တဘောအောင်လုပ်လိုက်ရတာပေါ့ဒါပေမဲ့ကိုကတော့သူမမှာအလောင်ပိုင်ဆိုင်မရှိဘူးလို့ခိုးပြီးဝန်ခံထားပါတယ်နောက်နေ့မှာတော့သူတို့အားလုံးလေရင်နဲ့ကျောင်းတော်စီကိုထွက်လာကြပါတယ်လမ်းမှာကိုကတော့အရင်တိုင်းပဲထူးဆန်းတဲ့အာယုံတွေကိုအိမ်မက်ထဲမှာစက်တိုင်မြင်နေတော့ပါတယ်ကန်တာနဲ့ရောက်တဲ့အခါမှာတော့သူတို့အားလုံးလေတွေခုံးပြီးခုံးချလိုက်ကြပါတယ်အခုတော့ကြိုင်တဲ့လမ်းကိုခြေကျင်ချောက်ရမှာပေါ့လမ်းမှာကာနိုကတကယ်ကိုအကျင့်မကောင်းတဲ့အပြုအမူတွေလုပ်နေပြီးဆိုနီယာမှာအမှတ်မရှိလို့သူ့ကိုမနာလွတ်နေတာဆိုပြီးရန်စနေပါတယ်စကားများတာကနေတကယ်တိုက်ခိုက်တဲ့အထိဖြစ်သွားတဲ့အခါမှာတော့ဆိုနီယာကသူမအမှတ်မလို့ဘူးဆိုတာကိုစက္ကန့်ပိုင်းထဲမှာပဲကာနိုကိုအနိုင်ယူပြီးတတ်သိပြလိုက်ပါတယ်တော်တော်လေးလိုင်းလျှောက်ပြီးတဲ့အခါမှာတော့သူတို့ကလီယူကန်နဲ့တိတ်ဆုံခဲ့ပြီးကာနိုကသူ့ကိုစော်ကားလိုက်လို့လီယူကန်ကမီးနဲ့လန့်ပြီးဆုံးမလိုက်ပါသေးတယ်လီယူကန်ကသူ့ကိုသူချန်ပီယံတစ်ယောက်ဖြစ်နေမိတ်ဆက်ပြီးသူတို့ကိုကျောင်းတော်စီခေါ်သွားဖို့သဘောတူလိုက်ပါတယ်တောင်ပြူတွေကြားထဲကလူရဦးလိုင်းတွင်းတွေကိုစောက်တဲ့အခါလီယူကန်ကသူ့ရဲ့စွမ်းအားကိုတုံးပြီးလူရတကားကိုဖွင့်လိုက်ပါတယ်အဲ့ဒီထဲမှာတော့အရင်ကပြန်ပွဲတွေရဲ့ပကြီးကားတွေကိုတွေ့လိုက်ရပြီးဒါတွေဟာကိုးတဲ့အာယုံတွေကပုံကြီးတွင်းနဲ့ထပ်တူကြားနေတာကိုတွေ့လိုက်ရပါတယ်ဆိုနီယာဟာအခါတစ်ခုတည်းကိုဖျားတွေဝင်သွားတာကိုမြင်လို့လိုက်သွားကြည့်တော့သတိမကြီးတော့ Jess ကိုတွေ့လိုက်ရပါတယ်လီယူကန်ကရေခဲတွေကဒဏ်ရာတွေကိုခဲစေတာကြောင့်အသက်မတည်တာဖြစ်ပြီးပြန်ကောင်းဖို့အချိန်ယူရမယ်လို့ရှင်းပြပါတယ်အဲ့ဒီနောက်မှာတော့သူတို့က Lord Raiden နဲ့တွေ့ဆုံခဲ့ပါတယ် Raiden ကသူတို့ကိုကြည့်ပြီးတိုက်ခိုက်ဖို့အဆင်မပြေနိုင်သေးဘူးလို့ဝေဖန်နေပါတယ်ကာနိုကပြန်ပြီးညှင်းလိုက်တဲ့အခါမှာတော့ Raiden ကသူ့ကိုလျှက်စစ်နဲ့လှမ်းပစ်ပြီးနှုတ်ပိတ်လိုက်ပါတော့တယ်အခုဆိုရင်အော်ဝါကကိုးကချိန်တစ်ဆိုင်အနိုင်ရထားပြီးနောက်ထပ်တစ်ချိန်ထပ်နိုင်ရင်တော့ကဘာမြေကိုအပိုင်ဆိုင်တော့မှာပါအဲ့ဒီအချိန်မှာပဲအေးစိတ်နဲ့နေတွေတိုက်လာပြီးလီယူကန်နဲ့မီးတောင်တွေငိုင်းသွားပါတယ်ဆက်ဇီရိုကျောင်းတော်တွေကိုရောက်နေပြီပါလီယူကန်ကမီးပေါင်းနဲ့ချက်ချင်းတိုက်ခိုက်လို့ဆက်ဇီရိုကရှောင်လိုက်ပြီးရေခဲနဲ့ပြန်တိုက်လိုက်လို့လီယူကန်နောက်ကိုလွင့်စင်သွားပါတယ်ဆက်ဇီရိုကရေခဲလမ်းနဲ့လီယူကန်ကိုထိုးမဲ့နေကြပါတန်အုပ်ထုပ်တစ်ခုကဆက်ဇီရိုကို200စီလွင့်စင်သွားအောင်ရုတ်တရက်လန့်ရိုက်လိုက်ပါတယ်ဒါကတော့သူ့တငယ်ချင်းကိုကူညီဖို့ရောက်လာတဲ့ကောင်လောင်ရဲ့လက်နက်ပါပဲရှန်ဆန်နဲ့မီလီနာတို့ပါဆက်ဇီရိုကိုကူညီဖို့ရောက်လာခဲ့ပြီးမြဲရီဒန်ကသူတို့ရှိမှပေါ်လာပြီးသူ့ရဲ့လက်ရက်စစ်စွမ်းအားတွေနဲ့လမ်းပိတ်လိုက်ပါတယ်ဒီစွမ်းအားတွေကစွမ်းအင်ကွင်းပြင်ကြီးတစ်ခုကိုဖန်တီးလိုက်တာကြောင့်ရန်သူတွေဟာအရှုပ်ပေးပြီးပြန်ဆုတ်သွားကြရပါတော့တယ်ရီဒန်ရဲ့စွမ်းအင်ကွင်းပြင်ကြီးကြောင့်ရန်သူတွေဟာဆုတ်ခွာသွားကြရပါတယ်အဲ့ဒီနောက်မှာတော့ကိုးနဲ့ကန်နိုတို့ကိုသူတို့ရဲ့စွမ်းအားတွေနိုးထလာဖို့ကလေ့ကျင့်ရေးကွင်းထဲကိုခေါ်သွားကြတာပေါ့ဒါပေမဲ့ဆိုနီယာကတော့အမှန်မရှိတာကြောင့်သူတို့နဲ့အတူမပါဝင်နိုင်ခဲ့ပါဘူးသူမဟာ Jess ကိုတွားကြည့်တဲ့အခါ Jess ဟာပြန်နိုးလာပြီးသူ့ရဲ့လက်နှစ်ဖက်ကစက်ရုပ်လက်တွေဖြစ်နေတာကိုတွေ့လိုက်ရပါတော့တယ်လေ့ကျင့်ရေးကွင်းထဲမှာကိုးဟာကွန်လောင်နဲ့ရင်းပြီးလေ့ကျင့်ပါတယ်ကိုးကကွန်လောင်ကိုတော်တော်လေးရင်နိုင်လို့အားလုံးအံ့ဩသွားကြပြီမြဲကွန်လောင်ကသူ့ရဲ့ဥထုကိုလက်နက်အဖြစ်တုံးလိုက်တဲ့အခါမှာတော့ကိုးချန်ချင်းပဲရှုံးနေသွားပါတယ်နောက်တစ်ယောက်ဖြစ်တဲ့ကာနိုကတော့လူကန်နဲ့ရင်ပြန်ရမှာစက္ကန့်ပိုင်းအတွင်းမှာလည်းအလဲထုတ်ခတ်လိုက်ရတာပေါ့လူကန်ကကိုးရဲ့တန်ရာတွေကိုမီးနဲ့ချုပ်ပြေးရင်သူ့ဘလို့စွမ်းအားတွေရလာခဲ့တယ်ဆိုတော့သူ့ဘဝဆက်ကြောင်းကိုပြောပြပါတယ်ပြီးတော့ကိုးကိုလည်းမင်းဘာအတွက်ကြောင်းတိုက်ခိုက်နေတာလဲဆိုတာကိုနားလည်အောင်ကြိုးစားဖို့အကြံပေးလိုက်ပါတယ်ညစာစားနေတော့မှကာနိုကအားလုံးကိုလိုက်ပြီးစော်ကားနေလို့ကွန်လောင်နဲ့လူကန်တို့စိတ်မရှိဖြစ်လာကြပါတယ်သူတို့ကကာနိုကိုအတော့မကျတဲ့တိုက်ခိုက်ရေးသမားဖြစ်နေတာဟာအရန်ဒေါသကြီးနေလို့ပဲလို့ဝေဖန်လိုက်တဲ့အခါအကေကနေကာနိုကအရန်ဒေါသထွက်ပြီးအော်ဟစ်ပါတော့တယ်အဲ့ဒီအချိန်မှာပဲသူ့ရဲ့မျက်လုံးတစ်ဖက်ကဆော့ပြီးလင်းလာပါတယ်ရုတ်တရက်ကာနိုရဲ့မျက်လုံးကနေလေဆာတန်းတစ်ခုထွက်လာပြီးကွန်လောင်ကသူ့ဥထုနဲ့လမ်းကာလိုက်လို့နယံကိုပဲထိမှန်တော့ပါတော့တယ်အခုတော့ကာနိုရဲ့စွမ်းအားဟာလေဆာမျက်လုံးဖြစ်နေတယ်ဆိုတာအားလုံးသိသွားကြပါပြီကိုးကကာနိုနဲ့ထပ်ပြီးလေ့ကျင့်ပေးမယ်လေသူ့ရဲ့စွမ်းအားကနိုးထမလာဟေ့ပါဘူးဒါနဲ့ကိုးကရေဒန်ကိုသူ့ရဲ့အမှတ်အကြောင်းကိုမေးကြည့်ပါတယ်ရေဒန်ကကိုးဟာဟန်ဆိုရဲ့မျိုးနွယ်စုဖြစ်မှန်းသိသွားပြီးဆက်ဇီရိုကဟန်ဆိုရဲ့မျိုးနွယ်စုကိုဘာတွေလုပ်ခဲ့တယ်ဆိုတာကိုပြောပြပါတယ်ဟန်ဆိုတေးဆုံးသွားတဲ့အခါသူဟာ Netherram လို့ခေါ်တဲ့ငရဲကေကိုရောက်ခဲ့ပြီးအဲ့ဒီမှာကလေးချဲဖို့အတွက်အဆုံးမရှိရှာဖွေနေတာပါရေဒန်ကဟန်ဆိုရဲ့သမီးလေးကိုကယ်တင်ပြီးမွေးမြူခဲ့လို့ဟန်ဆိုရဲ့သွေးမျိုးနွယ်စုကအခုထိကြံရှိနေတာဖြစ်ပါတယ်ရေဒန်ကကိုးကိုကြည့်ပြီးသူဟာဒီတိုက်ပွဲအတွက်လုံလောက်တဲ့ခွန်အားမရှိသေးဘူးလို့ယူဆပြီးသူမိသားစုစီပြန်ပို့ဖို့ပေါ်တဲ့တခုကိုဖွင့်ပေးလိုက်ပါတယ်တစ်ဖက်မှာတော့ရှန်ဆန်ကတိုက်ခိုက်ရေးသမားတွေကိုထပ်ပြီးစုစည်းနေပါတယ်ရေဒန်ရဲ့စွမ်းအင်ကွင်းပင်ကိုဘယ်လိုဖြိုဖျက်မလဲဆိုတာသူတို့စဉ်းစားနေကြတာပေါ့အဲ့ဒီထဲကကဲဘဲဆိုတာကအရင်ကကာနိုနဲ့ရန်ယူရှိခဲ့တာကြောင့်အဲ့ဒီကွင်းပင်ကိုဖြိုဖျက်ဖို့အစီအစဉ်တစ်ခုကိုစပြီးထောက်လိုက်ပါတော့တယ်ခဏကြာမှတော့ကဲဘဲကကာနိုကိုလာပြီးဆွဲဆောင်ပါတော့တယ်သူ့ဘက်ကိုပြောင်းရင်ပတ်စံတွေအများကြီးပေးမယ်လို့ကမ်းလှမ်းလိုက်ပါတယ်အဲ့ဒီတော့မှပင်ကာနိုကတက်စာဖျားစွမ်းအင်ကွင်းပင်ကိုထိန်းချုပ်ထားတဲ့စက်ကိုသူ့ရဲ့လေးစားမဲ့လုံးနဲ့ပစ်ချလိုက်ပါတယ်ပောက်ကွယ်မှုကြောင့်ကာနိုလွင့်သွားပေမဲ့ကမ္ဘာမီကိုကာကွယ်ထားတဲ့အကာအကွယ်ကြီးပျက်စီးသွားပါပြီအမဲစီမုံကြီးကြောင့်ရှန်ဆန်နဲ့သူ့အဖွဲချောင်းတော်လေးကိုဝင်လာပါတော့တယ်အဖွဲနှစ်ဖွဲ့ကြားမှာအကျဉ်းနဲ့တိုက်ပွဲတွေဖြစ်ပွားပါတယ်ဂျက်စာရေကိုနဲ့ရှင်တိုက်ပြီးမယ်ရေကိုရဲ့သူ့နဲ့အချက်ပေါင်းများစွာအရိုက်ခံရပြီးတတိလေတွားပါတယ်တစ်ဖက်မှာလည်းဆိုနီယာဟာမီလီနာနဲ့တိုက်ခိုက်နေတာပါဆိုနီယာကအစပိုင်းမှာကောင်းကောင်းရှင်းနိုင်ပေမဲ့မီလီနာကပိုပြီးခွန်အားကြီးတဲ့အကြောင်းဆိုနီယာကိုဓာတ်နဲ့အချက်ပေါင်းများစွာထိုးလိုက်ပါတယ်ဒါပေမဲ့ဆိုနီယာမှာအမှတ်မရှိတာကိုသိတော့တဲ့အခါမီလီနာကသူ့မကိုတဲ့ရတာတန်ဖိုးမရှိဘူးဆိုပြီးလွှင့်ပစ်ခဲ့ပါတယ်အဲ့ဒီနောက်ကာနိုကဆိုနီယာရဲ့တန်ရာကိုသူ့လက်မှတ်နဲ့ဖိနေပြီးကြောက်ဆောင်နေပေါ်ပြစ်တင်လိုက်တဲ့အပြင်ယောဂတ်တခုကိုလေဆာနဲ့ပစ်ချပြီးဆိုနီယာပေါ်ကိုပြစ်အောင်လုပ်လိုက်ပါတော့တယ်ဂျက်စ်ပြန်နှုတ်လာတဲ့အခါမှာတော့ကြောက်တုံးကြီးအောင်မှာပြီးနေတဲ့သူ့တငယ်ချင်းဆိုနီယာကိုတွေ့တော့ပါတယ်ဆိုနီယာကိုကဲဖို့သူဘလောက်ပဲကြိုးစားပေမဲ့ကြောက်တုံးကြီးတွေကိုမမနိုင်ပါဘူးအဲ့ဒီလိုအသက်အတန်ချင်းနေတဲ့အချိန်မှာပဲသူ့ရဲ့စွမ်းအားတွေနှိုးထလာပြီးစက်ရုပ်လက်မောင်းတွေဟာပိုပြီးအဆင်ပြေတဲ့ပုံစံအဖြစ်ပြောင်းလဲသွားပါတယ်အခုတော့သူဟာအဲ့ဒီကြောက်တုံးကြီးတွေကိုဘာမှမဖြစ်တယ်လို့မထုံနိုင်တော့ပါဘူးတစ်ဖက်မှာလည်းကုံလောင်ဟာနီတာရာဆိုတဲ့လင်းစုံမှာတတော်နဲ့ရင်ဆိုင်နေရပါတယ်
နီတာရာကမောင်ရိတ်ထဲကနေပတ်ပြန်ပြီးတိုက်ခိုက်နေလို့ကုံလောင်ကမျက်လုံးမိတ်ပြီးအာယုံဆက်လိုက်ပါတယ်နီတာရာအနောက်ကနေဝင်တိုက်တဲ့အချိန်မှာပဲကုံလောင်ကရှောင်းလိုက်ပြီးသူမရဲ့ကြောပေါ်ကိုခုန်တက်လိုက်ပါတယ်သူကသူ့ဥထုကိုညီကြီးပေါ်မှာလွတ်ပြီးလဲပတ်နေအောင်လုပ်လိုက်ကနီတာရာကိုအဲ့ဒီဥထုပေါ်ဖိချလိုက်တဲ့အတွက်သူမရဲ့ကိုယ်ခန္ဓာတစ်ခုလုံးနှစ်ချမ်းခွဲပြီးတိတ်ဆုံးသွားပါတော့တယ်အဲ့ဒီချိန်မှာပဲအမေရောက်မိခိုးတွေကကိုရဲ့အိမ်စီကိုရောက်သွားပါတယ်တခုခုမှနေပြီဆိုတာကိုကိုသတိထားမိပြီးအပြင်ထွက်ကြည့်လိုက်တဲ့အခါတကယ်ကိုထွားချိုင်းလို့နဲ့ကိုတို့ကိုတွေ့လိုက်ရပါတော့တယ်ဒီအရာမှညံသူကြီးကကိုကိုဘေးကိုလွတ်ပြီးကိုရဲ့မိသားစုစီကိုဦးတည်သွားပါတယ်ကိုကသူ့မိသားစုကိုကာကွယ်ဖို့အတွက်သူ့ရဲ့အမေသားကိုပြပြီးကိုတို့ရဲ့အာယုံကိုသူ့စီရောက်အောင်ပြန်ဆွဲလိုက်ရပါတယ်ကိုဟာကိုတောင်တဲ့ကိုပြီးဝင်ပြီးတန်တမျိုးစီကိုဆွဲကင်ကကိုတို့အဝင်းကိုပုံပြီးစောင့်နေပါတယ်ဒါပေမဲ့ကိုတို့ကတကားတဲ့ကနေမဝင်နေရန်ကိုထိုးပေါက်ပြီးကိုကိုသူ့ရဲ့လက်အများကြီးနဲ့ဖမ်းချုပ်ပြီးအသားကုန်ထိုးနေပါတော့တယ်ကိုတို့ကတစ်တိုင်တွေကိုပါရိုက်ချိုးပြီးလက်နဲ့အပြည့်ထုံးလိုက်ကကြောင်ကိုတောင်ကြီးတစ်ခုလုံးပြိုကျပြစီလာပါပြီကိုလာအပြင်ကိုအမြန်ဆုံးထပ်ဖို့စူးစမ်းပြီးမဲ့ပြိုကျလာတဲ့အပြည့်အစည်းတွေအောက်မှာပဲ့မိသွားပါတယ်ကိုတို့ကကိုကိုဆွဲထုတ်ပြီးသူ့ရဲ့ကြောရင်းကိုဆွဲနှုတ်တက်ဖြစ်ဖို့ပြင်နေချိန်မှာပဲကိုရဲ့ဇနီးအလီဆင်ကပိုစိမ့်နဲ့ကိုတို့ကိုဝင်ခုပါတယ်ကိုတို့ကသူ့အကိုဘီကိုတွန်းပစ်လိုက်လို့အလီဆင်နဲ့အမ်မလီတို့ဟာကားကိုတက်ပြီးကိုတို့ကိုကားနဲ့တိုက်ပစ်ဖို့စူးစမ်းကြပါတယ်ဒါပေမဲ့ကိုတို့ကသူ့ရဲ့ခုံးကားနဲ့တင်ကားကိုအလွယ်တကူတားဆီးလိုက်ပြီးကားခေါင်မှုကိုခွာကအလီဆင်ကိုအပြင်ကိုဆွဲထုတ်လိုက်ပါတော့တယ်သူ့မိသားစုကိုကာကွယ်ဖို့အသေးအတန်ထင်နေတဲ့ကိုရဲ့မျက်လုံးတွေဟာရုတ်တရက်တောက်ပါလာပါပြီကိုရဲ့စွမ်းအားတွေနောက်ဆုံးမှနိုးထားခဲ့ပြီးသူ့ရဲ့တကူလုံးကိုရွှေရောင်ဝတ်စုံကြီးဖုံးလွှမ်းသွားခဲ့ပါတယ်ကိုတို့ကကိုကိုကားတကားနဲ့ရိုက်လိုက်ပြီးမဲ့ဝတ်စုံကတန်းရတွေအကုန်စုပ်ယူလိုက်လို့ကိုလာဘာနာချင်းမိုးမှမခံစားရပါဘူးကိုလာသူ့ရဲ့ခုံးကားနဲ့ကိုတို့ရဲ့လက်တစ်ဖက်ကိုရိုက်ချိုးလိုက်ပါတယ်အမ်မလီကကိုသူ့ရဲ့နားမေကျော်အပေါ်ကက်လက်သမီးနဲ့ထိုးဖို့လမ်းအော်ပြောလိုက်တဲ့အခါကိုကအားကုန်ထိုးလိုက်တာကြောင့်ကိုတို့နောက်ကိုလွှဲဆင်းသွားပါတယ်အဲ့ဒီနောက်မှာတော့ကိုရဲ့ဝတ်စုံကနေလက်နဲ့နှစ်ခုပေါ်လာပါတော့တယ်ကိုလာကိုတို့ရဲ့လက်တစ်ဖက်ကိုဖျက်ချလိုက်ပြီးဝမ်းပိုက်ကိုပါမွှမ်းပစ်လိုက်ပါတယ်နောက်ဆုံးမှာတော့ကိုတို့ရဲ့မျက်လုံးကိုဓာတ်နဲ့ထိုးလိုက်ပြီးဒီအရာမှတတဝါကြီးကိုတက်လိုက်ပါတော့တယ်ကျောင်းတော်မှာရှိနေတဲ့ရေဒန်ဟာဟန်ဆိုရဲ့သွေးမျိုးဆက်နိုးထလာတာကိုအာရုံရသွားပြီးပေါ်တက်ဖွင့်ပြီးကိုပြန်ခေါ်လိုက်ပါတယ်ရေဒန်ကချန်ပီယံတွေကိုဘေးကရတွေကိုခေါ်သွားဖို့သူ့ရဲ့လျှက်စစ်စွမ်းအားတွေကိုတုံးလိုက်ပါတော့တယ်ဒါပေမဲ့ရေဒန်ဟာ Jazz နဲ့ Sonia ကိုပဲအပြင်ကိုပို့ပေးနိုင်ပါသေးတယ်ကျန်တဲ့သူတွေကိုခေါ်ဖို့ကြိုးစားတဲ့အချိန်မှာပဲ Sub-Zero ကရေခဲနဲ့လှမ်းတိုက်ခိုက်လိုက်လို့ခိုးကအောက်ကိုပြုတ်ကျသွားပါတယ် Sub-Zero ထပ်တိုက်ဖို့ပြင်နေတော့မှကွန်လောင်ကသူ့ဦးထုံနဲ့လှမ်းကာပေးလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာရှန်ဆန်ကသူ့ရဲ့စွမ်းအားနဲ့ကွန်လောင်ကိုဆွဲယူလိုက်ပြီးကွန်လောင်ရဲ့ဝိညာဉ်ကိုဆွဲထုတ်ပြီးတပ်ပစ်လိုက်ပါတော့တယ်ကမ္ဘာမြေရဲ့အကောင်းဆုံးတိုက်ခိုက်ရဲသမားတစ်ယောက်ကျဆုံးသွားပါပြီလျူကန်ဟာကွန်လောင်ရဲ့အော်ဟစ်တန်ကိုကြားပြီးကာဘယ်ကိုထိုးထုတ်ကအပြေးလျားသွားခဲ့ပေမဲ့အားလုံးနောက်ကျသွားခဲ့ပါပြီခိုးကလျူကန်ကိုတခုခုအမှားမလို့မရအောင်အတင်းဆွဲထားလိုက်ပြီးအဲ့ဒီအချိန်မှာပဲရေတန်းကသူတို့ကိုကြောင်းတော်ထဲကနေလျှက်စစ်နဲ့ခေါ်ထုတ်သွားပါတယ်အခုတော့သူတို့အားလုံးနေမီတွေကြားမှာရှိတဲ့ void လို့ခေါ်တဲ့နေရာကိုရောက်နေပါပြီရေတန်းကခိုးကိုဟန်ဆိုရဲ့ကူနိုင်ကိုပေးလိုက်ပြီးတယောက်ချင်းစီတိုက်ခိုက်နိုင်အောင်သူတို့ကိုနေရာခွဲပြီးပို့ပေးလိုက်ပါတော့တယ်Jazz ကတော့ Rico ရဲ့ရှေ့မှာပေါ်လာပြီးသူ့ရဲ့စိတ်ယုံလက်သေးနဲ့ Rico ရဲ့တူကြီးကိုဖမ်းထားလိုက်ပါတယ်အဲ့ဒီတူကိုရိုက်ချိုးပစ်လိုက်တဲ့နောက် Jazz က Rico ရဲ့ခေါင်းကိုသူ့လက်နှစ်ဖက်နဲ့ရိုက်ခွင်းပြီးချက်ချင်းပဲထပ်ပစ်လိုက်ပါတော့တယ်အဖက်မှာလဲကာနိုကဆိုနီယာရဲ့အိမ်ကိုရောက်နေတာပါဆိုနီယာကဂျန်ပီအောက်ကနေပုံရှိုးပြီးကာနိုရဲ့ခြေထောက်ကိုဓာတ်နဲ့လှမ်းလှိလိုက်ပါတယ်သူတို့နှစ်ယောက်အပြန်အလှန်တိုက်ခိုက်ကြရင်ဆိုနီယာကကာနိုရဲ့မျက်နှာကိုပလင်းနဲ့ရိုက်ခွဲပြီးလေးစားမျက်လုံးကိုတားဆီးလိုက်ပါတယ်ကာနိုကဆိုနီယာကိုအခန်းလွှဲပြီးလိုက်ရှာနေတော့ဆိုနီယာကသူ့မျက်လုံးကိုထပ်ပြီးဒဏ်ရာရအောင်လုပ်လိုက်ပါတယ်သူတို့နှစ်ယောက်ရေချိုးခန်းထဲမှာပစ္စည်းမျိုးစုံနဲ့ရိုက်နဲ့တိုက်ခိုက်ကြရင်နောက်ဆုံးမှာတော့ဆိုနီယာပြတင်းပေါက်ကနေအပြင်ကိုလွင့်သွားပါတယ်ကာနိုကဆိုနီယာကိုလေဘင်းညက်ထားတဲ့အချိန်မှာပဲဆိုနီယာကမြေကြီးပေါ်ကရင်းစံထဲမှာစိုက်ထားတဲ့အယုတ်တစ်ခုကိုကောက်ကိုက်ပြီးကာနိုရဲ့မျက်လုံးကိုထိုးဆိုင်ပြီးတပ်ပစ်လိုက်ပါတော့တယ်အဲ့ဒီမှာရင်ကာနိုစီကအမှတ်အချင်းဟာဆိုနီယာလက်မစီကိုကူးပြောင်းသွားပါတယ်လျူကက်ကလည်းကာဘယ်ကိုရင်ဆိုင်ဖို့အသင့်ပြီဖြစ်နေပါပြီသူဟာမီးတောင်လက်တွေနဲ့တိုက်ခိုက်ရင်ကာဘယ်ရဲ့ဓာတ်ချက်တွေကိုပပလေးရှောင်တင်နေပါတယ်အချက်များစွာတိုက်ခိုက်ပြီးတဲ့နောက်လျူကန်ကကာဘယ်ကိုရင်းဘက်ကိုကန်ထုတ်လို့အများတော်ရွှေညွန့်တွေကိုကြာသွားပါတယ်လျူကန်ကအရေးအမှာမီးနဂါကြီးတစ်ကောင်ကိုဖန်တီးပြီးကာဘယ်ကိုပြားနေသွားအောင်လောင်ကျွမ်းပစ်လိုက်ပါတော့တယ်ကိုကတော့ပေါ်တဲ့ကြားကနေလျှက်တပြက်တိုက်ခိုက်နေတဲ့မီလီနာကြောင့်အခက်တွေ့နေရပါတယ်မီလီနာကအော်ဟစ်တဲ့ထားသူမရဲ့ပါးစပ်ကကြီးမားသွားပြီးသွားပေါင်းများစွာပေါ်လာပါတယ်သူမကခိုးကိုကြိုက်ဖို့ကြိုးစားပေမဲ့ခိုးကသူလက်နဲ့ခံထားနိုင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအမှတ်အချင်းအသေးရထားတဲ့ဆိုနီယာရောက်လာပြီးသူမရဲ့စွမ်းအားသစ်ဖြစ်တဲ့ plasma တန်းနဲ့လန်ပစ်လိုက်လို့မလီနာရဲ့ဝင်းပေါင်မှာအပေါက်ကြီးဖြစ်ပြီးတေဆုံးသွားပါတော့တယ်အခုတော့ခိုးရဲ့အိမ်ရှိမှာ Sub-Zero ကပေါ်လာပါပြီသူကခိုးရဲ့သမီးလေးအမ်မလီရဲ့လက်ပတ်လေးကိုပြပြီးရေခဲနဲ့ခဲကဖျက်ဆီးပစ်လိုက်ပါတယ်ဒေါသထွက်သွားတဲ့ခိုးက Sub-Zero နောက်ကိုမီးခိုးတွေနဲ့လိုက်သွားခဲ့ပေမဲ့သူရောက်သွားတဲ့နေရာကတော့သူအရင်က MMA တိုက်ခဲ့တဲ့အားကစားရုံဖြစ်နေပါတယ်အဲ့ဒီမှာတော့ Sub-Zero ကခိုးရဲ့မိသားစုကိုရေခဲတွေနဲ့ချုပ်နှောင်းထားတာကိုတွေ့လိုက်ရပါတော့တယ် Sub-Zero ကခိုးကိုစော့တင်တိုက်ခဲ့ပါတော့တယ်ရေခဲတွေကခိုးရဲ့လက်နက်ကိုခဲသွားစေပြီးခိုးလည်းစင်းနဲ့မေ့သွားတယ်လို့အဝေးကိုလွင့်ဆင်းသွားပါတယ်Sub-Zero ကခိုးရဲ့ဝစ်စုံကိုပါခဲအောင်လုပ်နေတော့ခိုးကဟန်ဆိုရဲ့ကူနိုင်ကိုထုတ်ပြီးတိုက်ခိုက်လိုက်ပါတယ်ဒါပေမဲ့ Sub-Zero ကအဲ့ဒီကူနိုင်ကိုခိုးပဲပြစ်လှည့်လိုက်တဲ့အတွက်ခိုးကသူ့လက်ပလာနဲ့ဖမ်းထားလိုက်ရပါတယ်အဲ့ဒီမှာခိုးရဲ့သွေးတွေကကူနိုင်ပေါ်ကိုစီးသွားပြီးသွေးနဲ့ထိတွေ့လိုက်တဲ့ကူနိုင်ကမီးတွေစားတောက်ပြစ်သွားပါတော့တယ်Sub-Zero ဟာဒါဟန်ဆိုရဲ့လက်နက်ဆိုတာကိုသိသွားပြီးခိုးကိုအဆုံးသတ်ဖို့ပြင်လိုက်ချိန်မှာပဲရုတ်တရက်သူ့လက်မောင်းကိုတန်ကြိုးတစ်ခုကလာပြီးစိုက်ဝင်သွားပါတယ်။အဲဒီမီတောက်တွေကဟန်ဆိုကိုငဲပြီးကားမပြန်ခေါ်လာခဲ့တာဖြစ်ပြီးခိုးရဲ့အာယုံထဲမှာခဏခဏမြင်နေရတဲ့သူဟာသူပဲဖြစ်ပါတယ်။ဟန်ဆိုကတန်ကြိုးကိုဆွဲပြီး Sub-Zero ကိုအနားရောက်အောင်လုပ်လိုက်ကသူ့ရဲ့ကာတနာဓာတ်နဲ့တိုက်ခိုက်ပါတော့တယ်။ Sub-Zero လည်းရေခဲဓာတ်နဲ့ပြန်ပြီးခုခံနေရတာပေါ့။သူတို့နဲ့အပြန်လန်တိုက်ခိုက်ကြရင်ဟန်ဆိုက Sub-Zero ကိုကူနိုင်နဲ့ထိုးလိုက်ပြီးသူ့နာမည်ဟာအခုတော့ Scorpion ဖြစ်သွားပြီလို့ကြေညာလိုက်ပါတယ်။ Scorpion နဲ့ Sub-Zero တို့တိုင်နေတော့ခိုးကလည်းရေခဲတွေကိုခွဲဖို့သူ့ရဲ့စွမ်းအားကိုအာယုံစိုက်နေပါတယ်။ Sub-Zero ကဟန်ဆိုကိုတိုက်ရအောင်လုပ်ပြီးထွက်လာတဲ့သွေးတွေကိုရေခဲ
ထားအဖြစ်ပြောင်းလဲကဟန်ဆိုကိုအနောက်ကနေထိုးပြီးရေခဲနေရန်စီပစ်တင်လိုက်ပါတယ်။ Scorpion ဟာသူ့ရဲ့မျိုးနွယ်စုဝင်တွေတိတ်ဆုံးခဲ့ရတာကိုပြန်တွေးမိပြီးမိတောက်တွေကိုတုံးကသူ့ကိုယ်သူနဲ့ခိုးရဲ့မိသားစုကိုရေခဲတွေထဲကနေကယ်တင်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ခိုးနဲ့ Scorpion တွေနေရာပေါင်းပြီး Sub-Zero ကိုတန်ကျိုးနဲ့ချိုးကအသားကုန်တိုက်ခိုက်ပါတော့တယ်။ Sub-Zero လူထောက်ကျသွားတဲ့အချိန်မှာတော့ Scorpion ကသူ့ရဲ့မိတောက်အသက်ရှူတန် Fire Breath နဲ့ Sub-Zero ကိုပြဖြစ်သွားတဲ့အထိလောင်ကျွမ်းပစ်လိုက်ပါတော့တယ်။တိုက်ပွဲအပြီးမှာ Scorpion ကခိုးကိုသူ့ရဲ့သွေးမျိုးဆက်ကိုစောင့်ရှောက်ဖို့မှာကြားခဲ့ပြီးမီလီယံတွေကြားထဲမှာပျောက်ကွယ်သွားခဲ့ပါတယ်။ခိုးဟာသူ့မိသားစုနဲ့ပြန်ဆုံတွေ့ခဲ့ပြီးကြံတဲ့အဖွဲ့ဝင်တွေလည်းရောက်လာကြပါတယ်။အဲ့ဒီအချိန်မှာရှင်းဆန်ပေါ်လာပြီး Sub-Zero ရဲ့အလောင်းကိုယူကကလဲစားပြန်ချီမယ်လို့ချင်းချောက်ပြီးပျောက်ကွယ်သွားပါတယ်။ Raiden ကတော့သူတို့တွေပြိုင်ပွဲမှာနိုင်ဖို့လိုသေးလားကြောင်းနောက်ထပ် Champion တွေကိုထပ်ရှာဖို့အားလုံးကိုတိုက်တွန်းလိုက်ပါတော့တယ်။ကဲအခုလိုစိတ်ဝင်စားစရာဗီဒီယိုတွေကိုဆက်ကြည့်ဖို့အတွက် follow လုပ်ထားပြီးအသေးလေးကိုလည်းနှိပ်ထားဖို့မမေ့ပါဘူးနော်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။